မားနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလိုရိုက်လိုက်နော်ဒါဗီဒီယိုလေးပဲရိုက်ပါဆရာကြီးကကျော်ရည်ပွဲတွေမှာလေဆိုတာရမ်းဖိုက်တော့ရည်ပြောမတဘောတော့ပါလားဟုတ်ပြီဟုတ်ဘာကိုရည်ရမမနဲ့ဒီလို